ဒီကောင်ကြီးရဲ့အကြောင်းကိုရေးမပြောခင်ဒီကောင်ကြီး ability ကိုပြောပြမယ် reality alteration reality ကိုပြောင်းလို့ရတယ် Alien X က Celestial မျိုးစိတ်တစ်ကောင် Alien X မှာ personality 3ခုရှိတယ်အချစ်နဲ့မေတ္တာတရားရဲ့အတန်ဖြစ်တဲ့ Serena ဒေါသနဲ့ရန်လိုစိတ်ရဲ့အတန်ဖြစ်တဲ့ Belicious နောက်ဆုံးတော့ Ban ကိုယ်တိုင်ပေါ့ဒီ3ယောက်ပေါင်းမှာ Alien X ရဲ့အတန်ဖြစ်လာ Ban Serena နဲ့ Belicious တို့3ယောက်တဘောတူပြီးလုပ်မယ်ဆိုတဲ့အရာကိုပဲ Alien X ကလုပ်တာပါ Alien X က reality အချိန်နဲ့အာကာသကိုတောင်ပြောင်းလဲနိုင်ပါတယ်စိတ်ကူးနဲ့ universe တစ်ခုလုံးဖန်တီးလို့ရတယ်သူ့ရဲ့ခန္ဓာကိုယ်ကလည်းထိခိုက်မှုမရှိတဲ့အထိတန်ပါပါတယ် universe တစ်ခုလုံးပျက်စီးသွားရင်တော့သူကဘာမှမဖြစ်ဘူး Celestial တွေကဒီတိုင်းမွေးဖွားလာတာမဟုတ်ဘဲနဲ့ universe ဆိုတဲ့အရာကနေခွဲထွက်လာတဲ့ eternity တွေပါဥပမာပြောရင်တော့ပေါင်းမုတ်အကြီးရနဲ့ခွဲထွက်လာတဲ့ပေါင်းမုတ်အပိုင်းစာလေးလိုပါပဲ Alien X မှာ telekinesis နဲ့ mind control လုပ်လို့ရတဲ့စွမ်းနေလည်းရှိရယ်နောက်ပြီးတော့တနေရာနေတနေရာကိုလည်း teleport လုပ်လို့ရတယ်အယမ်းမြန်နဲ့အရှိန်လုံးနဲ့ရှိတယ်နောက်ပြီးတော့ black hole အသေးသားလေးတွေတော့မှလုံနိုင်ပါတယ် Alien X စွမ်းကိုအသုံးပြုဖို့ဆိုတာက Serena, Belicious နဲ့ Ban တို့3ယောက်လုံးကတဘောတူမှလုပ်လို့ရတာဒါပေမဲ့ Serena နဲ့ Belicious တို့ကအနိုင်ရတဲ့လူပေါ်တဲ့အထိ debate လုပ်နေကြတာဟိုနှစ်သမောင်းများစွာတွေကတေးပြီးဖြစ်တဲ့ dinosaur တွေကကဲတဲ့မကဲတဲ့ debate လုပ်နေတာမလို့ဘိုင်းရဲ့အခုလက်ရှိအစိုးတင်တဲ့အချက်ကိုရောက်ဖို့ဆိုတာတက်တက်လုံးကြာမှာပါတနည်းပြောရရင်တော့ကျွန်တော်ငယ်တော့အိမ်နေချင်းမိဘတွေစီကခွင်တောင်းနေရလူမျိုးပေါ့ဒါကြောင့်မလို့လဲဒီဟာက Alien X ရဲ့အားနည်းချက်လို့လည်းပြောလို့ရတယ်နောက်ပြီးတော့ Alien X ရဲ့ reality ကိုပြင်နိုင်စမ်းက limit တစ်ခုတော့ရှိတယ်အနားရတော့ကြောင့်ဖြစ်လာတဲ့ universe ရဲ့အပျက်စီးတွေတော့ပြင်နိုင်စမ်းမရှိဘူးအနားရတော့ဆိုတာ fifth dimensional being တွေဖြစ်တဲ့ quantum media တွေကအသုံးပြုတဲ့ device တစ်ခုပါဒီအောက်သုံးလိုက်ရင် universe ကပြန့်ပြက်မဟုတ်ရင်အသစ်ဖန်တီးပြင်ပါနောက်ပြီးတော့ Alien X ကပြင်ထားတဲ့ reality တွေကိုတခြား Celestial being တွေကပြန်ပြောင်းလို့ရပါတယ်ဒါပေမဲ့ Alien X ရဲ့ weakness ကိုသူကိုယ်တိုင်ကပဲပြန်ဖြတ်နိုင်ပါတယ်အပေါ်တော့တဘောတူရင်ပေါ့ Okay ဒီနေ့ကတော့ဒီလောက်ပါပဲ video လေးကိုတဘောကြရင် like and subscribe လေးလုပ်ခဲ့ပါဦး